အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အညာဒေတာဆောက်စာပြတဲ့ဟင်းငုံပွင့်ရဲ့ကြော်ချက်လေးကိုချက်ဖြစ်ပါတယ်ရေဦးဆုံးဟင်းငုံပွင့်ရဲ့တွေကိုရေစိမ်ထားပါတယ်ရေစိမ်ပြီးကဟင်းငုံပွင့်ရဲ့တွေကိုရေပုတ်ပွက်စုတဲ့ကိုခဏတာထည့်ပြုတ်ပါတယ်ထည့်ပြုတ်ပြီးပြီဆိုတာနဲ့အိုးတယ်ပါမယ်စီထည့်ပါမယ်စီလေးကိုတော့နည်းနည်းလေးပို့ထည့်ပေးပါတယ်ပြီးရနဲ့ကြက်တွန်နေစိတ်ထားတာတွေကိုထည့်လိုက်ပါတယ်ထည့်ပြီးဆိုတာနဲ့ဆနွှဲမုံထည့်ပါတယ်ကြက်တွန်နေလေးတွေနွားနွားပြီးဆိုရင်တော့ခရမ်းညင်နေထည့်လိုက်ပါမယ်စားဟင်းညင်မုံကြက်တာမုံတို့ထည့်ပါမယ်အလုံးပြီးတော့စင်တော့ရေလေးတတိထည့်ပါမယ်ခရမ်းညင်လေးဤတော့အောင်ပါရညနေလေးတွေဣတွားပြီဆိုရင်ခုနကဟင်းငုတ်ပွင့်ပြုတ်ထားတာတွေကိုထည့်လိုက်ပါမယ်ပြီးတော့နဲ့ခရုစီအနှဲငယ်ထည့်လိုက်ပါမယ်ဒီတိုင်းလေးပဲဆက်မွေးပေးပါမွေးပြီးဆိုတာနဲ့ရေလေးဆက်ဆက်ထည့်လိုက်ပါမယ်ရေလေးဆက်ဆက်ထည့်ဖုံးအုပ်ပြီးလို့ခဏကြာရင်ရုပ်ဒီအကြမ်းမုံလေးဖြူထည့်လိုက်ပါမယ်ဒါဆိုရင်တော့ဟင်းငုတ်ပွင့်ရွက်ကြော်ချက်လေးတစ်ခွက်ရရှိပြီဖြစ်ပါတယ်ဟင်းငုတ်ပွင့်ရွက်ကိုများတော့အပြင်တုတ်စားကြတာများပါတယ်တကယ်လို့ချက်တာမစားဘူးရင်ဒီနည်းလေးတိုင်းကြော်စားကြည့်ပါအရန်ကောင်းမွန်တဲ့အရာတာကိုရရှိမှာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်